ဒီနေ့မှာတော့ကျမကအမေရခါဝေးလာခေါ်ပြပါရှင်ဘယ်ဂိမ်းလေးဘယ်ထာဝါဝေးဘယ်အယောင်ဝေးစပြမလဲဘုကြီးကျပါကျမပြောထားရင်တော့ဘယ်ဂိမ်းဘယ်အယောင်ဘယ်ထာဝါစပြမလဲပြောပေးကြပါဂိမ်းလေးလေးမေးပြီးအောင်တော့ဂိမ်းလေး99ဆို99လေးဆိုပေးမယ်မဟုတ်အပန်းအောင်လေးခုံပြဆိုအပန်းအောင်လေးခုံပြမယ်နော်99လေးဆိုပေးမဟုတ်ရင်စီးရဘယ်ရောတခြားဘာညာလေးဆိုပြီးတော့ပြောပြကြပါရှင်အဲ့ဒါလေးအကုန်ဆိုပေးပါမယ်ဟုတ်ကဲ့ပါရှင်အကုန်ဆိုပေးမယ်အကုန်လုံးလုပ်ပေးမယ်ဒါပေမဲ့တစ်ခုပြောပါရှင် like and subscribe လုပ်ပေးပါโอเคပြောမနေတော့ခုံလိုက်နေရှင်ခုံကြရအောင်ရှင်ဒီထာဝရရတော့ခုံလို့လည်းရန်ကောင်းပါတယ်ဒါပေမဲ့တစ်ခုရှိရတော့ကျမကိုမဖင်လိမ့်တာနဲ့ကျမဝယ်ကြိုးစားပြီးတော့တင်ပေးနေပါတယ်ရှင်ဟုတ်ကဲ့ပါကျမဘယ်ထားပါဘယ်ခင်းဘယ်အယောင်ကြီးစပယ်ရမယ်ပြောပြကြပါခဏခဏပြောနေရလေပြိတ္တကြီးလို့မတိမောင်မလို့ပါရှင်အောက်ထပ်တစ်ခုပြောပြရှိရဲကျမကို comment လေးလည်းမြင်များလေးမှန်ပြီးတော့မြင်များမှန်ပြီးမှမြင်များလုပ်နိုင်တာဆိုတော့အကြောင်းမို့ပါရှင်ကျမအားပေးနေရမမတို့ဒီတိုင်းကျမကိုအကြပါဟာဒီတိုင်းအားပေးနေရမမပေါ့နော်တခြားမမလေးရှိတယ်တခြားဗီဒီယိုအခန်းလေးမှာတင်ပြပါနော်အမလေးဗီဒီယိုအတက်ကလေးလာပြီးတော့တင်ပေးလို့ပြောရှင်ပါရှင်ကျမတို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျမအပြည့်လည်းမဟုတ်ပါဘူးပြည့်တဲ့သူအပြည့်လည်းမဟုတ်ပါဘူးဘယ်သူအပြည့်မှမဟုတ်ပါဘူးရှင်ကျမကိုယ်တိုင်ပြောလို့တရားပေါ်နေကျမကိုလည်း like subscribe like comment လေးလည်းမပေးကြပါဘူးရှင်ကျမရန်လည်း comment မနိုင်ရင်စိတ်တယ်ကျမ comment 10ရောက်လောက်မှပြီးတော့ကျမတော်တော်ဝမ်းသာနေပါတယ်ရှင်10ရောက်မှရင်တော်တော်ဝမ်းသာမဟုတ်3ရောက်မဲတော့တော်တော်ဝမ်းသာ2ရောက်1ရောက်မဲတော့တော်တော်ဝမ်းသာနေဒါပြည့်ကျမမှာဖန်1ရောက်ရပါပြီဆိုပြီးတော့ပျော်ပါနော်ဟုတ်ကဲ့ပါခုညနေပြန်ရောက်လာကြဟိုမှာဒီနေရာမှာပြုတ်ကြပါနော်ကျမရှားရင်းနဲ့ကုတ်တာလေရန်တိန်ဆော်လိုက်တာပြုတ်ကြကျမပေါ့နော်ကျမရဲ့ဗီဒီယိုလေးကိုလည်း like subscribe လေးလုပ်ပေးကြပါဦးကျမရဲ့ဗီဒီယိုလေးကိုကြည့်ပြီးပြည့်တဲ့ကြည့်လို့လည်းကျေးဇူးအများကြီးပါရှင်ကျမရဲ့ဗီဒီယိုကိုကြိုးစားပြီးတော့တင်ပေးနေပါတယ်ကျမရဲ့ဗီဒီယိုလေးကိုလည်းကြည့်နေရှင်နေဆိုရင်တော့နောက်ထပ်အားလေးကိုဆက်ပြီးရှင်ပါကျမကတော့လူဗီဒီယိုကိုချစ်ပါကျမတို့ရဲ့ပေါ့နော်ဗီဒီယိုလေးကိုလည်းကြိုက်နေတဲ့နေဆိုရင်တော့ like subscribe like comment ဝင်လည်းမပေးကြပါဘူးမနဲ့လူတွေကိုကျမလည်းပေါ့နော်ဖြစ်ပါတယ်ကျမတို့ပေါ့နော်ကျမတို့ရဲ့ဗီဒီယိုလေးလည်းကြည့်နေရှင်နေဆိုရင်တော့ကျမကိုအားပေးရမမရှင်နေလူတွေလည်းကျေးဇူးရမ်းပေးပါတယ်ကျမဒီတိုင်းဗီဒီယိုဟောင်းလောင်းထားခဲ့ရအကြောင်းရင်းရတယ်ကျမကို comment လာမဲ့ဒီရဲ့အဲတော့အပြင်မဲ့သူ့အကောက်ကပြတ်သွားတယ်ပေါ့နော်သူ့အကောက်ကပြတ်သွားတော့ဒီတိုင်းဗီဒီယိုရဟောင်းတောင်းဟာဘယ်သူမှလည်းမနဲ့တဲ့နဲ့ကျမကဆော့ပြနေတာလို့ထင်မနေပါနဲ့ရှင်တကယ်တော့ကျမနဲ့ပေါ့နော်သူ့အကောက်ကပြတ်သွားရဲ့ကွယ်အမကြီးအကောက်ကပြတ်သွားရဲ့ကျမရဲ့လေးမဒီโอเคပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်အလုံးပဲတိုင်းနေတက်နေဆိုရင်တော့ကျမရဲ့အကောက်လေးကိုလည်း like လုပ်ပေးပါ